နဖျားပေါ်မှာတရက်ဆိုရင်တင်မျိုးလှုပ်လောက်ကမှာနေတရားကြာမြင့်တာဖြစ်ကအကြောင်းမျိုးမျိုးကြောင့်သူနတ်ပေါ်မှာနှစ်ဆက်လောက်တောင်းတင်နေတဲ့ဝိရင်လောကမှာနှစ်တောင်းကျော်လောက်အချိန်ကုန်သွားခဲ့ပြီဖြစ်သွားတယ်။ကိုယ်တိုင်ဝိရင်လောကမှာကြာကြာနေခြင်းတည်ပေမဲ့အကောင်းဆုံးနဖျားပြည်ရဲ့အလောင်းစားတစ်ခုကြောင့်နတ်ပေါ်ကိုလောကြီးပြန်လာခဲ့ရပြီ။သူမရှိတော့တဲ့နောက်ဝိရင်လောကရဲ့ထံကိုင်းကမှာတပြေးပြေးဆုပ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၄လောက်အတိတ်ကာလမှာအပေါ်ယံမြေသားလှုပ်ရှားမှုတွေကြောင့်ကဘာကြီးပျက်စီးသွားတဲ့အထိဝိရင်ကဘာကပူကျပြတ်နိုင်အောင်ဒီမကသူကိုယ်တိုင်အပနတ်ပုံကိုပြန်တက်လာခဲ့ရတာကြောင့်ဝိရင်လောကရဲ့အပြစ်ပြက်ပြောင်းလဲတွေကိုနှစ်တောင်းလုံးထိုင်ကြည့်နေခဲ့ရတာပဲဖြစ်သွားတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၄တောင်ကြိုးရှားမှုတွေကြောင့်အနောက်ဘက်နီလာကဘာကဝိရင်ကဘာကိုဝင်တိုင်းမိတဲ့အထိတိုင်းပြည်တစ်ခုရဲ့လူမျိုးစုတွေတိုက်ပွဲတွေစတင်လာခဲ့ပါတယ်။ဝိရင်ကဘာကမာမိတ်ထံကိုင်းရဲ့လက်နက်ပုံးတွေအသုံးပြုခဲ့တာတော့ဒီလက်တိုင်းပြည်ကိုမနိုင်ခဲ့ပဲ။အဲ့ဒီချိန်ဝိရင်ကဘာမှာထန်သုံးနဲ့ရှင်းလို့ဆိုတဲ့နိုင်ငံတစ်ခုပဲရှိခဲ့တာဖြစ်ကလက်ရှိနှစ်ပေါင်းတောင်းချမှာတော့ထန်းဝန်၃လနေလာနဲ့ရှင်းလို့ဆိုတဲ့တိုင်းပြည်၄ခုဖြစ်ခွဲခြားလိုက်ကြပြီဖြစ်ပါတယ်နိုင်ငံနဲ့ပုံများလာတာနဲ့အမျှအချင်းချင်းကြားစစ်ပွဲနဲ့ပြည်ပကတွေကပါပိုကြီးထွားလာခဲ့ပြီထန်ကိုင်းရဲ့အခြေအနေကနေနှစ်ပေါင်း၄တောင်နဲ့လဲကြလိုက်ပြန်ထားလိုက်ဖြစ်နေခဲ့တယ်မယ်အဆုံးသက်စားခြင်းပြုတ်ခွေးလုံးဝအဆုံးသက်သွားခဲ့ပါတယ်သူကိုယ်တိုင်တီတောင်ခဲ့တဲ့ဂိုင်းတစ်ခုဖြစ်တယ်မယ်နဖျားကိုရောက်နေတဲ့သူ့ဖို့ဝိရင်လောကကအဖြစ်ဖြစ်တွေကိုထိန်းချုပ်နိုင်မှမရှိခဲ့ပဲခက်နေပဲတိုးသက်မှုတွေကြောင့်ဂိုင်းကလုံးဝပါသွားခဲ့တယ်ဆိုရင်သူကတော့ခုထိလက်မလျှော့ခြင်းသေးတယ်မြမငယ်ကိုပြောပြလိုက်ပါတယ်မကြခင်ကပဲဝိရင်ကဘာမှာကျဲပွင့်တစ်ခုထွက်ပေါ်လာတာကိုသူတီထားမိသွားခဲ့ပြီအရန်စမ်းကျဲတဲ့ကံကြမ္မာနဲ့အဲ့ဒီကျဲပွင့်တစ်လေးကထန်ကိုင်းနဲ့အများကြီးဆက်ဆက်နေတဲ့ဆိုတော့သူသိလိုက်ကြတာကြောင့်အတော်လေးစလို့ရှောင်းသွားခဲ့တာပဲဖြစ်သွားတယ်ဝိရင်ကဘာကြောင့်ပုံပင်ဆန်းဆန်းအချက်လက်တွေပဲကြားဖို့မြမဖြစ်သူကတော့သူရဲ့လက်နဲ့စကားတွေကြောင့်စိတ်ကူးတည်းဝိရင်ကဘာပုံပေါ်နေခဲ့ပြီကဘာမြေရဲ့တည်နဲ့ခန်းသားထေဝါတဲ့အဆောက်အဦကြီးတစ်ခုရဲ့အလဲမှာတော့ခံရတဲ့စစ်တေတော်တယောက်ကြီးပုံခါးကြတစ်ခုကအခက်နေရာယူနေခဲ့ပါတယ်မနက်စောစောကင်းလက်ခိုင်းတာကြောင့်အေးရပြတ်တဲ့ကြီးပွားစီလုံနေရင်ကသူတို့တဲ့ဝိရဲ့ကောင်းနေတဲ့ကောင်လေးတက်ကိုတွေးလိုက်ရတာကြောင့်အဆောက်အဦလည်းရဲရဲတက်တက်ဖြစ်သွားခဲ့ပါတယ်မြို့စားမင်းရဲ့အိမ်တော်တဲ့ကိုဝင်ကျင်တန်းဝင်ထွက်ကျင်တန်းထွက်ခွင့်မရှိတာကြောင့်မျက်စိရှိတဲ့လူငယ်လေးကိုစစ်ဆေးဖို့ပြန်လိုက်ကြပါမယ်ခါရတဲ့မြောင်ကြောင့်သူတို့မျိုးစားရဲ့တားတခင်လေးတယောက်ဆိုတာတည်သွားခဲ့ပါတယ်တခုခုမုံတီးနေတဲ့အဲ့ဒီလူငယ်လေးကမျိုးစားမင်းရဲ့အိမ်ကိုဝင်ဖို့ကြိုးစားနေတာမဟုတ်ဘူးအမုန်းတရားတွေနဲ့အတူထွက်သွားဖို့ကြိုးပမ်းနေခဲ့တာဖြစ်ကသူတို့တခင်မကိုစော်ကားမော်ကပြောလာတာကြောင့်အဆောင်တွေလည်းဝမ်ဖိုင်းလိုက်ကြပါမယ်လူငယ်လေးရဲ့မျက်လုံးကထွက်လာတဲ့အဝိုင်းအောင်လေးကြောင့်ပဲဘာဖြစ်မှန်းသိဖြစ်သွားခဲ့ပါတယ်သူတို့ပြန်တိဝင်လာတဲ့အချိန်အနားမှာလူငယ်လေးရဲ့ရှစ်မိတော့ပဲကြားပြတဲ့မြောင်ကြောင့်သာမျိုးစားမရဲ့တားတယောက်ဖြစ်မှတီးလိုက်ရပါမယ်လူငယ်လေးပြောသွားတဲ့ဟော့မျိုးနဲ့ဆိုတာနဲ့သူတို့တခင်မရဲ့ကြားမှာဒီမမမုံတရားတစ်ခုရှိနေခဲ့တာပဲဖြစ်သွားတယ်စစ်တဲ့ဘိုးဘွားတွေခြံရရင်မြို့စားမင်းရဲ့အိမ်ပြန်လမ်းမှာတော့တစ်ပင်ကွဲကလူငယ်လေးတက်ကိုအာယုံခံလိုက်မိပြီမဲ့တကယ်တမ်းဘယ်သူမှရှိမနေပဲမြို့စားမင်းသားတစ်ဖြစ်နေသူ့ဘွားကအနိုင်ငံဘွားနဲ့ရှင်သန်ခဲ့ရတာပဲဖြစ်သွားတယ်ဟောရွရလို့ခေါ်တဲ့သူ့မိကမြို့စားမင်းနဲ့အကြောင်းပါခဲ့တယ်မဲ့အရင်ဇနီးတွေကသူ့မိကိုနေရာမပေးကြပဲအိမ်တော်ကပါနင်ချခံခဲ့ရတာကြောင့်တသားကိုယ်တော်မှနေရင်တားမိညပင်ပန်းရှင်သန်နေခဲ့ရတာပဲဖြစ်သွားတယ်အဆုံးသက်ရွရောက်ရဲ့အမိအဲ့ရတဲ့ဘုံလဲသွားတဲ့အနားမှာဘယ်သူမှရှိမနေခဲ့ပဲအမေဖြစ်သူနောက်ဆုံးဖြစ်ပေးခဲ့တဲ့ကြားပြည်မြောင်လေးကြောင့်သူ့ဘဝကမျိုးစားမရဲ့သားကြောက်ဖြစ်တည်ရှိနေသေးတာပဲဖြစ်သွားတယ်မိခင်ဆုံးမသွားတဲ့နောက်ပိုင်းမြို့ခင်အိမ်တော်ကရွေးဟောက်ပြဘာတွေ့တာစရာမှမရှိတော့ဘူးကိုယ်တိုင်လည်းဝိရင်စွာတစ်ဆယ်ကြော်လာပြီးဖြစ်တာကြောင့်ဝိရင်ဝင်ယူရင်ဝိရင်တခင်လမ်းကြောင်းကိုဆက်လျှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဆယ်နှစ်နဲ့ဆယ်မကလို့တပွားစားတော့ကြာရင်တော့မိခင်ဖြစ်သူနဲ့သူ့ရဲ့အနေကံဘဝအတွက်တရားမျှတမှုပြန်ယူမယ်လို့ကြွေးကြော်ရင်ကျဲတာတော့စီတရက်လုံးခင်းရင်လာခဲ့ပါတယ်ကျဲတရားတော်ဆိုတာဝိရင်ကဘာမှာအကြီးဆုံးဝိရင်သားရဲ့စုဝေးရတော်တစ်ခုဖြစ်တယ်ဝိရင်ဝင်ရဖို့အတွက်ဆိုရင်ဝိရင်သားရဲ့လူမဖြစ်နဲ့မဲလိုက်ရမှာဖြစ်သွားတယ်ဝိရင်သားရဲ့ကောင်တည်ဆုံးသွားတဲ့အခါတက်ဆိုင်တဲ့ဝိရင်ကွင်းကအလိုလိုပေါ်ထက်လာတာဖြစ်ပြီဒါကိုပဲတတ်တဲ့သူတနည်းအားဖြင့်ဝိရင်ဆရာကစုပ်ယူရတာပဲဖြစ်သွားတယ်ပထမဆုံးဝိရင်ကွင်းကိုစုပ်ယူပြီးရင်တော့အသားစီးကိုချိုးပေါက်တဲ့ဝိရင်စစ်တဲ့တော့အစင်းကနေဝိရင်တကယ်စင်းကိုရရှိလာမှဖြစ်ကလက်တော်ရေမရှိတော့တဲ့ရွေးရောက်တဲ့။အနာကဆန်းချောင်းလေးတစ်ခုမှအနာယူဝမ်းစာဖြစ်ဖို့အမဲလိုက်နေခဲ့ပါတယ်။ကြားပြတဲ့မြောက်ရှိပေမဲ့သူလက်မခံခြင်းနဲ့ဖခင်ရဲ့ငွေသက်တွေပါနေတာကြောင့်ပြန်သိမ်းထားလိုက်ပြီးရွေးရောက်ရဲ့ထိုးဆန်းတဲ့အမြင်အာရုံအောက်မှာလုံရှောင်းမှုအားလုံးကအနှေးကွက်တွင်ကိုပြောင်းလဲသွားတာကြောင့်အလွယ်တကူပဲငါးပိုင်းတယောက်တည်းกินစားနေခဲ့ပါတယ်။တယောက်တည်းစားကောင်းနေပေမဲ့ရုပ်တဲ့နောက်ကနေရောက်လာတဲ့မိန်းလေးကငါးခင်ရောက်ပြီးဖို့ဆိုပြောနေတာကြောင့်စေနာရှင်ကြီးရွေးရောက်တဲ့လက်ကားကျွေးမဲ့ကြောင့်ပြောရင်ငါးခင်ကိုရဲရဲရောကြီးပေးလိုက်ပါတယ်။ထိုင်ရလို့ခေါ်တဲ့အဲ့ဒီမိန်းကလေးကတယောက်တည်းတော့မဟုတ်ပဲအတော်လေးတီတီတဲ့ယောက်ျားလေးဖော်ပြပါလာတာကြောင့်ရွေးရောက်ကပဲညောင်လုံးကိုငားခင်စားဖို့ဖိတ်ခေါ်လိုက်ပါတယ်အာနာပါနာနဲ့လက်ခံလိုက်ရပါမယ်ပေပေရသူ့ကိုသူပေပေဖြစ်တဲ့ကြောင့်မိတ်ဆက်နေတဲ့အချိန်မြောက်ရှုံးထိုင်ရကငားခင်ရတာကြောင့်မိဖို့ကိုပပြေးနေခဲ့ပြန်ပါတယ်စားပြီးတော့ရွေးရောက်ကပဲအရင်နှုတ်ဆက်လာတာကြောင့်ဒီတတော်အုပ်ကအတော်လေးခေါင်တဲ့ပြီးကျဲသားရတော့နဲ့လည်းနီးတာကြောင့်အန်တယ်များတဲ့ကြောင့်ပေပေရတတိပေးလိုက်ပါမယ်ဘာမှပြန်မပြောလာတဲ့ရွေးရောက်ကတော့နောက်မှတွေးမဲ့ကြောင့်နှုတ်ဆက်ခီးဆက်သွားခဲ့ပါတယ်ဒီ
ဒီကနေခီးဆက်ဖို့ဆိုရင်ကျဲတိုင်းတော့ကိုပဲမလွဲမသွေတယောက်သွားမှာဖြစ်ကရွေးရောက်ရဝင်းရင်စွမ်းကိုလည်းပေပေရခံစားမိလိုက်တာကြောင့်ဝင်းရင်ကိုယူဖို့သွားတယ်ဆိုရင်တော့ရွေးရောက်ရဝင်းရင်စွမ်းကအားပြောလုံးနေသေးတဲ့ကြောင့်သုံးသပ်မိလိုက်ကြပါတယ်တကောတဲ့ခီးနေလာတဲ့ရွေးရောက်ကတော့မကြားခင်ချိန်တွင်းမှာပဲကျဲတော့စီရောက်ရှိလာခဲ့ပြီလာဘချင်းစမ်းတဲ့ချင်းတွေနဲ့ပြည့်နေတဲ့ကျဲတော့ဆိုတာတာမန်တက်ရှိလောကနဲ့မတူညီတဲ့တရဝရရဲ့ဖြစ်တည်ရနေရာတစ်ခုပဲဖြစ်သွားတယ်ဒီနေရာမှာတော်သားမျိုးရောက်သူဖြစ်နေတဲ့ရွေးရောက်တယောက်ဟိုဒီရှောက်ကြည့်နေတနေရာရောက်မှာတော့သူစီချီးကပ်လာတဲ့အန်နဲ့ငွေသက်ကိုခံစားမိလိုက်ပါတယ်ကျဲတော့ရဲ့လာဘချင်းနဲ့သူမမြင်နိုင်တဲ့အန်တွေဝိရင်တိုင်းတွေပြည့်နေတဲ့ဒီတော့ကတတိလက်လွတ်လျှောက်သွားနေလို့မရပဲရုပ်တရက်ရွေးရောက်ကိုမြောင်းမျက်နှာနဲ့ဝိရင်တိုင်းတစ်ကောင်ကစတင်တိုက်ခိုက်လာခဲ့ပါတယ်အကွာဝဲတစ်ခုကြောင့်ပထမဆုံးတိုက်ခိုက်ချက်ကိုရှောင်လိုက်နိုင်ပေမဲ့ဆက်တိုက်တိုက်ခိုက်လာတဲ့အချိန်မှာတော့ရွေးရောက်လည်းအတက်တန်ပြေးနေခဲ့ရပြီဝိရင်စွမ်းအားစစ်10ပဲရှိတဲ့သူ့ကိုမျက်စိရှိကဝိရင်သားရဲ့ကတမလုံးနေတာပဲဖြစ်သွားတယ်တရဆက်တက်ခိုက်လာတဲ့မြောက်မသားရဲ့အကွက်တွေကရွေးရောက်ခုခံချိန်တော့မရလိုက်ပဲအလဲကွဲဖြစ်နေတဲ့အချိန်ဝိရင်သားရဲ့ကစွန့်ရင်လိုက်နေရွေးရောက်ကိုပြစ်ချလိုက်ပါတယ်ရွေးရောက်လည်းမရှောင်နိုင်တဲ့အစုံကြားပြူတမြောင်ကိုထုတ်ရင်ခုခံလိုက်ရပြီလူတခြားတမြောင်တခြားဖြစ်သွားပေမဲ့တတိမလို့တဲ့ရွေးရောက်ကတမြောင်ကိုမြန်ပြန်ယူလိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့တမြောင်လက်ထက်ရောက်ချင်းတားရဲစီမှာဖမ်းကန်လိုက်ရတဲ့မြောက်မသားလူကိုဟိုရန်ဒီရန်လှုပ်နေတာကြောင့်ရွေးရောက်လည်းစိတ်မရှိတဲ့ဆိုသူ့ကိုမြန်မြန်လှုပ်ပေးဖို့ပြောရင်ချုပ်ထားတဲ့လက်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်လက်နာသွားတဲ့မြောက်မသားရဲ့လက်ကသူ့ကိုလှုပ်ချလိုက်ပြန်တယ်တိုင်ပွဲရတော့မပြီးသေးပဲရွေးရောက်ကခုံခုံလာတဲ့အချိန်ထူးဆန်းတဲ့အမြာတွေကိုတုံးလိုက်တဲ့ရွေးရောက်ကလှုပ်ရှားမှုတွေကိုအနေကွက်နဲ့မြင်လိုက်ရတာကြောင့်ဝိရင်သားရဲ့ထထမိမိခုတ်ပိုင်းရင်အနိုင်ယူနိုင်လိုက်ပါတယ်ဝိရင်သားရဲ့တည်သွားပေမဲ့ကိုယ်တိုင်လည်းအားမရှိတော့တာကြောင့်ပေါ်လာတဲ့ဝိရင်ကွင်းကိုတော့စိုးယူကိုစွာမကြံတော့ပဲအေးဆက်လာတဲ့ပါဝန်းကျင်တဲ့ဝိရင်ကွင်းတွေကထွက်လာတဲ့ငကားလိုကောင်းတကောင်ကရွေးရောက်နောက်ကိုချီးကပ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါငကားတော့မဟုတ်ပဲရွေးရောက်တရားကြည့်မိတဲ့အချိန်ချစ်စရာကောင်းတဲ့အကောင်လေးတစ်ကောင်ဖြစ်နေတာကြောင့်ဘာကောင်လဲစဉ်းစားနေတဲ့အချိန်အေးဆက်လာတဲ့ရေခဲထုကြီးကရွေးရောက်ကိုဝါမြွေတတိစစ်သွားခဲ့ပါတယ်နောက်ဆုံးတော့ဝိရင်စွာရှိတဲ့လူသားတယောက်ကိုရှာတွေ့ခဲ့ပြီးဖြစ်ပေမဲ့ကိုတော်ချောလေးကစွာကိုမစုပ်နိုင်တော့အားနေနေတာကြောင့်စွာပေးရမယ့်သူကိုယ်တိုင်တော့အားမလို့အားမရဖြစ်နေခဲ့ပါတယ်ဒီကြားတဲ့ဘယ်ဟာမှမသိတဲ့ဝိရင်စွာလိုင်းတစ်ခုကဝင်နောက်ဆက်လာတာကြောင့်ငကိုယ်ရဲ့စိတ်မရှိဖြစ်နေတဲ့ထမ်းမုံလေသူလူသားကိုမပေးရဘူးကြီးတိုင်းနဲ့ခိုက်မဲ့လောကမှာအဲ့ဒီမိန်လုံးကတင်းငင်သွားတဲ့ပြင်သူစွာနဲ့ပါလိုက်လောညီတွေဖြစ်နေတယ်ဆိုတာတတိထားပြီးသွားခဲ့ပါတယ်လက်တော်တဲ့အဲ့ဒီမိန်လုံးဖြူဆက်လို့မအားသေးပဲလူသားလေးနဲ့ပေါင်းဆက်ဖို့ကအရေးကြီးနေတာကြောင့်လိုအပ်တဲ့စွမ်းရည်တွေကိုဖြန့်ကျန်းနေတဲ့အချိန်ရွေးရောက်ကပြန်တတိယလာခဲ့ပါတယ်မျက်စိရှိကဟင်းလင်းပြကြီးနဲ့သူကျဲတော့တဲ့ရောက်နေတယ်ဆိုတာကိုမှတ်မိတဲ့ရွေးရောက်ကဘယ်ရတော့ရောက်နေမှမသိတော့ပဲဒီနေရာကရွေးရောက်ရဲ့စိတ်ဝင်မျက်လုံးတနည်းအားဖြင့်စိတ်ဝင်ပင်လယ်လို့ခေါ်တဲ့နေရာဖြစ်ကြောင်းချမ်းမို့ရေခဲပိုးကောင်ရှင်းပြလိုက်ပါတယ်အရင်ကရွေးရောက်ရဲ့တည်တဲ့နေရာဖြစ်ပေမဲ့အခုတော့ဒီနေရာကသူ့ရဲ့ဖြစ်သွားပြီဖြစ်ကအတန်မဲချရပြီးရုပ်မမြင်ရတဲ့ကောင်ရွေးရောက်ကဘာကောင်မှမသိတာကြောင့်အိမ်မက်မက်နေတာလို့ထင်သွားခဲ့ပါတယ်အိမ်မက်ဆိုရင်တော့ဒါကအတော်လေးပြောရမယ့်အိမ်မက်တစ်ခုဖြစ်တဲ့ကြောင့်ပြောပြလိုက်ပေမဲ့စိတ်ဝင်ကဘာကိုနားမလဲတဲ့ရွေးရောက်ကအတော်လေးဒူလို့နေတာကြောင့်မညံတွေကိုပုံတူကူးထားတဲ့အကြောင်းကနေစာရှင်းပြလိုက်ရပါရွေးရောက်ပိုင်ဆိုင်ထားတဲ့မျက်လုံးကစိတ်ဝင်မျက်လုံးလို့ခေါ်တဲ့တန်းဝင်တစ်ခုဖြစ်ကအဲ့ဒါကိုအသုံးပြုချင်ရင်တော့ဝိရဲ့စွမ်းရည်ကိုစိတ်ဝင်စွမ်းရည်ဖြစ်ပြောင်းလဲမျက်လုံးစပေါ်လို့ရတာဖြစ်ကဒါကြောင့်ပဲရွေးရောက်ရဲ့မျက်လုံးကစိတ်ဝင်တူလောင်တဲ့နေရာတစ်ခုဖြစ်သွားခဲ့ပြီအဲ့ဒီနေရာကိုစိတ်ဝင်ပင်လဲလို့ခေါ်တဲ့အကြောင်းအတိအကျဆိုရင်ရွေးရောက်ရဲ့စိတ်ဝင်ပင်လဲကနောက်စိတ်မှာဖြစ်တဲ့ကြောင့်ပြောပြလိုက်ပါတယ်ထားမပြောတဲ့စကားတွေကိုရွေးရောက်ကညံပြီးတော့စဉ်းစားနေတဲ့အချိန်ထားမုံကဝိရင်ကဘာမှာတကောင်နဲ့ရှိတဲ့နှစ်တိုင်းရေခဲပိုးကဖြစ်တဲ့ကြောင့်သူ့ကိုသူမိတ်ဆက်လာခဲ့ပါတယ်တမိုင်းမှာပထမဆုံးသိညာရှိတဲ့ဝိရင်တစ်ခုဖြစ်သူ့ကိုသူရှဲကြောင်ကြောင်ဝင်ပြီးမှတော့သူ့ကိုကိုထားမုံလို့ခေါ်လို့ရတဲ့အကြောင်းပြောရင်ရေရောက်ကိုထင်ပြလိုက်ပါတယ်ပုံမှန်ဆိုရင်ပထမဆုံးဝိရင်ဝင်ကတက်တန်းလေးရမကြော်တင်လို့ဆိုပေမဲ့နှစ်တိုင်းရှိနေတဲ့ထားမုံကရေရောက်လို့မတူလေးကိုရွေးချင်လို့ရွေးလိုက်တာမဟုတ်ပဲဒီအချိန်မှာသူကဝိရင်စွာရှိတဲ့လူတယောက်ကိုမရွေးရင်ထားမုံရဲ့တက်တန်းကကုံတော့မှဖြစ်သွားတယ်ဒီဖြစ်စဉ်ကလည်းရှင်းပြဖို့ခက်တာကြောင့်ရွေးရောက်ညံမီလာမဲ့အချိန်မှာရှင်းပြဖို့ထားလိုက်ပြီအရင်ဆုံးမျက်စိရှိကမျက်လုံးဆယ်ခုကိုကြည့်ဖို့နေဒါတွေကသူတိဆောက်ထားတဲ့စိတ်တွေဖြစ်တဲ့အကြောင်းရွေးရောက်ကိုပြလိုက်ပါတယ်ဒီထဲမှာသူရွေးရောက်ကိုပေးလိုက်တဲ့ဝိရင်ကရစားတွေပါအကြောင်းပြောပြလိုက်တာအကြောင်းအခုထိဒူနေတဲ့ရွေးရောက်လေသူ့မှာဝိရင်ကိုရှိသွားပြီဆိုတော့တီးလိုက်ရပြီရွေးရောက်ရဲ့လက်ရှိဝိရင်စွမ်းနဲ့ခန္ဓာကိုယ်ကနှစ်လေးရက်တန်းရှိတယ်ဝိရင်ကရစားကိုပဲခံနိုင်သေးတာဖြစ်တာရွေးရောက်ပိုကျင်းကြံရဲ့အစသက်လာရင်တော့ခန္ဓာကိုယ်နဲ့လုံးနိုင်စွမ်းကပိုစင်သက်လာမှာဖြစ်ပါတယ်ရွေးရောက်တိုးတက်လာတာနဲ့မြောက်ဝိရင်ကရစားကပါတိုးတက်လာမှာဖြစ်တာနောက်ပိုင်းရလာမဲ့ဝိရင်ကွင်းတွေကဒီလိုပဲဖြစ်တဲ့ကြောင့်ထမ်းမုံကရှင်းပြလိုက်ပါတယ်နှစ်တိုင်းရှိတဲ့သူ့ရဲ့ဝိရင်ကွင်းကရွေးရောက်ရုပ်ပိုင်းဆိုင်ရာနဲ့လိုက်လုံးကြီးထွေဖြစ်အောင်ဒီမကပဲဝိရင်စွမ်းလေးခုပေးမှဖြစ်တယ်လို့သူ့မှာကိုယ်ပိုင်ဝိရင်မရှိတော့တာကြောင့်လာတလောတန်းဝိရင်တစ်ခုပဲအပေါ်ထပ်ပေးနိုင်သေးတဲ့အကြောင်းထမ်းမုံကရွေးရောက်ပိုင်းဆိုင်ရမဲ့စွမ်းရည်တွေကိုရှင်းပြလိုက်ပါတယ်ဝိရင်စွမ်းလေးခုနဲ့တရွေးရောက်အတော်လေးကျဉ်းနေခဲ့ပြီထမ်းမုံပေးမဲ့ရေခဲတန်းဝိရင်ကရေခဲဝိရင်ကိုစုပ်ယူပြီးတဲ့အချိန်မှာရုပ်လုံးပေါ်လာမှာဖြစ်သွားတယ်ဒါကြောင့်ပဲနောက်ပိုင်းရွေးရောက်ဝိရင်ကိုရွေးတဲ့အချိန်သူ့ကိုတတိယဖို့ထမ်းမုံကတတိပေးလိုက်ပြီ
ရွေးရောက်ပိုင်ဆိုင်ထားတဲ့ဝိညာဉ်စွာလေးခုကိုလေကိုယ်တိုင်ရှာဖွေရမှာဖြစ်တဲ့ကြောင့်ပြောပြလိုက်ပါတယ်ဒါပေမဲ့အရင်စိတ်မလို့ကိုထပ်တတိပေးလိုက်နေသူပေးထားတဲ့စွာတွေကတိုက်ခိုက်ရမပါတဲ့ထပ်ပိုင်းစွာတွေဖြစ်တဲ့အကြောင်းသူများတွေမေးလိုက်ရင်အားလည်းမများဝိညာဉ်စွာတစ်ခုပဲရှိတဲ့ကြောင့်ပြောဖို့ငဒိုလေးကိုသင်ပေးလိုက်ပါတယ်တာမာဖို့အများကြီးလုံနေသေးတဲ့ရွေးရောက်ရဲ့ပုံစံကအခုဒီခက်ခဲတာတွေအစင်သက်မဖြစ်သေးဘူးဘယ်သူမှထိတ်ဆုံးကိုတမ်းမရောက်နိုင်ဘူးဒလန်းချင်းလိုင်းရင်တော့ရောက်နိုင်တဲ့အကြောင်းရွေးရောက်တည်တတ်ရသွားတဲ့အချိန်ဆရာကြီးလှုပ်ရင်အိမ်ငိုက်လာတဲ့ထမ်းပုံကရေရောက်ထွက်သိမ်းပြီဖြစ်တာတတိပေးလိုက်ပါတယ်ရွေးရောက်တတိလစ်နေတဲ့အချိန်အပြင်ဘက်မှာတော့ထာယာကနှုတ်ပင်းနေခဲ့ပေမဲ့တတိမရသေးပဲဝိညာဉ်စစ်သခင်လောလောလတ်ရောက်ရှိထားတဲ့ရွေးရောက်ကခန္ဓာကိုယ်နဲ့ဝိညာဉ်စွာအသားကျပေါင်းစပ်ဖို့အချိန်လုံးနေသေးတာပဲဖြစ်ပါတယ်ရေကစိတ်ဝင်လောကတဲ့ပြန်ထွက်လာတဲ့အချိန်ထာယာနဲ့ပေပေတို့ညှောက်အရင်ဆုံးတွေးလိုက်ကြပြီသူတို့စိတ်မချတဲ့ညှောက်ကရွေးရောက်ဝင်သွားတဲ့ကျေသက်တော်စီလက်ဝင်လာခဲ့ကြတာပဲဖြစ်ပါတယ်အခုလည်းပတ်ဝန်းကျင်မှာအာနယ်ကိုခံစားမိတာကြောင့်ရွေးရောက်ကိုကာဝယ်ဖို့လုပ်နေကြတာဖြစ်ကထာယာထုတ်လိုက်တဲ့ဝိညာဉ်ကွင်းတွေကနေရချစ်တဲ့ရှိတယ်ဆိုတာကိုရွေးရောက်လည်းမြင်ုံနဲ့သိလိုက်ပါတယ်ပေပေကတော့နေရချစ်နေတဲ့ဝိညာဉ်ကွင်းတစ်ခုနှစ်ထောင်ချီနေတဲ့ဝိညာဉ်ကွင်းတစ်ခုကိုပါထပ်ပိုင်ဆိုင်ထားတာကြောင့်သူတို့၄-၅နှစ်လောက်ပဲဒီကိုအဆင့်30ထက်ဝိညာဉ်ကုန်းတဲ့အဆင့်ကိုရောက်နေပြီဆိုတာကိုသိလိုက်ကြပါတယ်ရုပ်သက်ဖြစ်သွားတဲ့မန်ထောလုံးငွေကနှစ်ထောင်ချီတန်းရှိတာကြောင့်အနားမှာအန်ရရှိတဲ့တားရရှိနေသေးတဲ့ကြောင့်ပေပေကရွေးရနဲ့ထာယာကိုတတိပေးလိုက်ပြီမျက်စိရှိကငွေကိုတော့သူဖြစ်ရှင်းလိုက်မှဖြစ်တဲ့ကြောင့်ပေပေကလှမ်းပြောလိုက်ပါတယ်နှစ်ထောင်ချီနေတဲ့မန်ထောလုံးငွေဆိုတာတမန်သားရဲတော့မဟုတ်ဘူးပေပေစီတိုးဝင်လာတဲ့အချိန်ထာယာရဲ့ငွေပြန်မဲ့နဲ့လက်ရှိစွန့်ရင်ကိုပေပေကတွေးသုံးလိုက်ပါတယ်ဒုတိယတိတိုးဝင်လာတဲ့မန်ထောလုံးငွေတိုက်ခိုက်မှုကထာယာနဲ့ရွေးရစီဦးတည်နေတာကြောင့်ထာယာလည်းငွေပြန်မဲ့နဲ့ကာဝယ်လို့မရတဲ့ဆိုညောင်သားရှောင်းရင်ကိုအပြေးလွှားတဲ့ဖြစ်ကုန်ကြပါတယ်လေမြန်လုံးနဲ့မန်ထောလုံးငွေကြောင့်ရွေးရကိုထာယာကကယ်ပေးလိုက်ရပြီမွေကောင်းနဲ့ပေပေတကြောပြန်ရင်ဆိုင်ကြတဲ့အချိန်ပေပေရဲ့လက်စီတကားပြစွန့်ရင်ကိုသုံးပြသူဖြစ်တဲ့အကြောင်းထာယာကရှင်းပြလိုက်ပါတယ်သူ့တဘောအလုံးအမေပြီးရင်သူ့ကိုဘယ်သူမှခုလိုကာဝယ်မပေးနိုင်ပဲရွေးရကိုညီချင်းစေဝိရင်ပင်လေကိုတုံးကြည့်ဖို့အထက်အထံမှုကလှမ်းပြောလိုက်ပါတယ်ဒါကြောင့်ပဲပေပေကိုကူညီခြင်းနဲ့ရွေးရောက်ကဝိရင်ကွင်းနဲ့ပထမဆုံးစွန့်ရင်စေဝိရင်ထောက်လန်းခြင်းစေဝိရင်ဖြတ်ချခြင်းကိုတွဲသုံးလိုက်ပြီးထာနဲ့ပေပေစီကိုတရားထပ်ပန်းပေးလိုက်ပါတယ်မန်ထောလုံးမွေရဲ့အမြန်ဆုံးကြောင့်တိုက်ခိုက်ဖို့ခက်နေပေမဲ့မီတာ30တဖြစ်သိမှုမှန်သမျှအနေပြတ်ဖို့နဲ့မြင်နေရတဲ့ရွှေရောက်ရဲ့စေဝိဖြန့်ဆဲမှုကြောင့်ရင်ဆိုင်ရတဲ့ခက်ခဲတော့ပဲပေပေရဲ့ဒုတိယမှစွန့်ရင်အတားမဆုံးလက်စီးနဲ့မြန်ပါတယ်ဆိုတဲ့မွေကိုရှော့လိုက်ပေးလိုက်ပါတယ်ရွေရောက်ရဲ့စေဝိရဲ့အကူအသာမရှိဒီနှစ်ထောင်ကြီးတားရဲဝိရင်ကိုအလွယ်တကူတိုက်ခိုက်နိုင်မှာမဟုတ်ပဲလက်ရှိထာယာကအဆင့်30ဂိတ်ဝါကိုရောက်ရှိနေတာကြောင့်အဆင့်တက်ဖို့အရေးဒီကျဲတော့စီခေးထွက်လာခဲ့ကြတာပဲဖြစ်ပါတယ်ပေပေကကျေးဇူးတင်ကြောင့်ပြောလာပါမယ်ရွေရကပဲသူ့ကိုကယ်ပဲလို့ကျေးဇူးတင်တဲ့ကြောင့်ထပ်ပြောလိုက်ပြီထာယာရဲ့တန်းဝိရင်ငွေပြန်မက်ကထိုင်ကိုင်းတီထောင်သူပင်လက်နပ်ပြီးထန်ဆန်းနဲ့တူညီတဲ့ကြောင့်စကားဆက်ပြီးသွားခဲ့ပါတယ်ဝိရင်ကဘာတစ်ခုလုံးနီးပါတိကျတဲ့ထန်ဆန်းရဲ့တိုင်တိုင်းကလွန်ခဲ့တဲ့နှစ်တောင်းတုန်းကဆိုရှီလန်ခဏပေါ်နဲ့သူဝိရင်ကဘာကိုဦးဆောင်ပြီးကိုယ်တိုင်လည်းမသိမြဖြစ်တဲ့မှုနဲ့ဖျားဆင်ကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်လက်ရှိငွေပြန်မဲ့ပိုင်ချင်းရှောင်းထာယာကလေထန်ကိုင်းရဲ့တခင်မသူပဲဖြစ်တယ်လို့ပထမဆုံးကျဝိစွာတုံးလိုက်ရတဲ့ရွေးရောက်ကရုပ်တဲ့အားနေလာတာကြောင့်ပေပေရဲ့ဥတာပေးလိုက်ပါတယ်တစ်ဖက်မှာလည်းထာယာရဲ့ဝိရင်ကိုဆုပ်ယူမှုကအောင်မြင်နဲ့ပြီးဆုံးသွားခဲ့ပြီးနောက်နဲ့မနဲ့ရွေးရောက်နိုးလာတဲ့ချိန်ထာယာကထန်ကိုင်းကြောင့်ဝင်ကြုံညာရွေးရောက်ကိုထန်ကိုင်းတော့ဝင်မလာလို့မေးလိုက်ပါတယ်အရေးကြီးချေလန်ခရရနဲ့ဆိုးမြက်လို့ကြောက်စိမ့်ရေခက်လက်စားတဲ့ထန်ကိုင်းကုန်းဆောင်ကောင်းကင်ဘုံပညာရက်တွေသူ့လိုခိုင်းချုပ်လလရှိနေတဲ့ထန်ကိုင်းကပေပေလိုတီထွင်ညာရှိသူနဲ့တာဆိုအနာဂတ်ကတေးကြဖို့တောက်ဖွက်လာမှာဖြစ်တဲ့အကြောင်း promotion ဆိုဆင်းနေတာကြောင့်တကောင်ချက်ရွှေ့ရောက်နေထန်ကိုင်းတက်ကိုဝင်ဖို့သဘောတူလိုက်ပါတစ်ချိန်ကကောင်းကင်သမိုင်းရှိခဲ့တဲ့ထန်ကိုင်းကိုသူတို့ရဲ့ကျင်းကြံမှုနဲ့ပြန်တည်ဆောက်ရမယ်ကြောင့်ဂိုင်းစုပ်ကြီးထန်ရကမင်းဖို့အချွေပြီးမှာတော့၃ယောက်သားကျေတော့ကမထွက်ခင်ပေပေလက်စီတိုင်းနဲ့ငါးဖိုင်းကြီးရွေးရောက်လက်ရငါးခင်နဲ့အားပြစ်လိုက်ကြပါတယ်စားပြီးတောက်ပြီးကြတဲ့အကြီးဆုံးတစ်ဖြစ်လေပေပေရထန်ကိုင်းရဲ့စကနေစာတိုင်းပညာခြေခံနေရွေးရောက်စီတင်ပေးနေခဲ့ပြီးအချင်းချင်းလဲကြနေပေမဲ့ရွေးရောက်ကအရှော့မပေးပဲဆက်လက်ကျင့်နေခဲ့ပါတယ်ရုပ်ပိုင်းဆိုင်ရာအတော်လေးအားနေတဲ့ရွေးရောက်ကဇွဲတော့ကောင်းတာကြောင့်ကျဲတော့ရဲ့ပြန်လာမှတစ်လျှောက်လို့လေ့ကျင့်နေခဲ့ပြီးအဆုံးသတ်ထန်တန်းမွေးဖွားရထင်ကြမျိုးဖြစ်တဲ့ရှီလိုက်နှုတ်စီရောက်ရှိလာခဲ့ကြတာပဲဖြစ်သွားတယ်